ဟာချက်ပြောချိုခဏနေအောင်လိုက်ရှာလိုက်ရတော့ကွာမင်းဖေးလျှောက်သွားနေရတော့ မင်းဘာလို့ငါ့ကိုလိုက်ရှာ ဟာနင်းလည်းတော်တော်မေးတယ်ပေါ့ကွာမင်းမညဖះမှာငါ့ကိုတန်းရှင်းလို့ပြီးကုသိုလ်သွားယူမယ်ဆို အော်အေးဟိုသားပဲညငါပြောတာနော်မနေ့ကလည်းမင်းတတိမပေးဘူးကွာ ဟောမင်းအဖုံးဆက်တယ်လေမင်းပိတ်တာကိုဖုံး ဟင်းမင်းဦးဟာငါခုဆရာကိုလာကြောမယ်လို့ပြောပြီးသားဖြစ်သွားပြီ အဲ့တော့ ဒီလိုလို့ကွာဟိုမင်းငါနဲ့တခါတည်းလိုက်ခဲ့ဆရာကိုကြောပြီးတာနဲ့ဆရာအိမ်ကနေပြီးတော့တခါတည်းဖျောက်တန်းသွားမယ် ဟောအဲ့လိုလဲစဉ်းကြည့်တာ အေးရလား အေးအဲ့ဒါငါလိုက်ခဲ့မယ်နော် အေးလာမလား ဟာတပည့်လာတပည့်လာမယ်ဆိုလို့ဆရာထိုင်ဆောက်နေတာဗျာ ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာကိုကျွန်တော်တို့ကဒီလာပေးလေးဆိုတော့ကိုဆရာကိုလာထိုးတာဆရာ ကောင်းတော့ဗောဟာတပည့်အဲ့ဒါကြောင့်မို့အရန်တော်တာ ဟုတ်ကဲ့ဆရာဟုတ်ကဲ့ ဟဲ့ तू อ่ะ သူကကျွန်တော်တပည့်ပါဆရာ อ๋อ ကွာကျွန်တော်ကဇော်ကြီးပါ ကြောမယ်နော်ဆရာနော် เอ๊ะကတော့ ဟုတ်ကဲ့ ตาดูตาดูตาดูတပည့်ကိုလည်းငါစုပေးရအောင်ငါတပည့်ကြီးကျမ်းမာချေအဲ့စုရောမပေးချင်ဘူးသူများနဲ့ပြိုင်နိုင်ပါစေငါတပည့်ကြီး ပေးလို့စုနေပြပါစေဆရာ ဟာဆွဲနဲ့မတွေ့တော့ကြာပြီနော် ဟုတ်တယ်ဆရာဟုတ်တယ် ဒါနဲ့ level ဘယ်လောက်ရောက် လေပဲဟိုကျွန်တော်တော်တော်လေးမြင်သွားပြီဆရာ ဟာတော်တယ်ကွာရေရောပြော ကျွန်တော်အခုဆိုရင်လေဆရာရီယူ30 40အဲ့လိုပဲရောတော့တာဆရာ ချာပါငါတပည့်ကြီးကွာတွေ့နောက်တစ်ခါရေမရောရတဲ့အဆင့်ကြီးရောက်လှုပ်ဆမ်းပါ ကျိုးသားမယ်ဆရာတပိန်ကျိုးသားမယ်ဆရာကျိုးသားမယ် သူကလေမင်းငယ်ကတင်ပေးခဲ့ဆရာဟုတ်ပါအဲ့ဆိုရင်မင်းဟိုအထက်တန်းကျောင်းမှာလေဟိုပညာရေးတင်ပေးခဲ့တယ်ဆရာဟုတ်ပါဩငါသိပြီဒါဆိုရင်မင်းရဲ့လုပ်ငန်းမျိုးမှာမင်းကိုအလုပ်တွေတင်ပေးတယ်ဆရာဟုတ်ပါဒါဆိုရင် तू ကဘာဆရာ အရက်ဘလို့တောင်းရလဲဆိုတာကိုသိပြီးလဲဆရာ ဟင်ဟိုဒါဆိုအရက်သမားကြီးပေါ့ ရပါကလူလင်ကြီး ဟောပြောကြရမင်းကငါတော့ဘုရားကိုဦးပြပြမကြောက်ဘူးငါအရက်သမားကြီးကိုထိုင်ကြောက်ရတယ်ကွာ ဟိုဆရာဟိုဒါဆရာတော့ကျွန်တော်နောက်ဆုံးတော့အရက်ပါဆရာ အာနောက်ဆုံး ဟာကြောက်ရှုမင်းကွာ Body hypnotic, go body, rock your body, hypnotic, go pop, pop.